ဘုရားဟောမှအမှန်သိရအကြောင်းတရားဒေသနာတော်လောကမှာဖယားမပွင့်ခင်အခြေအနေဖယားပွင့်ပြီးတဲ့နောက်အခြေအနေဖယားမပွင့်ခင်ကဘယ်လိုအနေထားရှိသလဲဖယားပွင့်ပြီးတဲ့နောက်လောကရဲ့အနေထားဘယ်လိုရှိသလဲတတ္တလောကကြီးတစ်ခုလုံးကိုခြုံငုံကြည့်ရမှာဖြစ်တယ်အဲ့ဒါလို့ခြုံငုံကြည့်လိုက်လို့ရှိရင်မြတ်စွာဘုရားပွင့်မှအမှန်သိရတာဖြစ်တယ်ဘုရားမပွင့်ခင်ကဒီအသိဉာဏ်နဲ့မပေါ်ပေါက်ဘူးပေါ့ဒါကြောင့်မို့သုတ္တတစ်ခုမှာဟောတာရှိတယ်မြတ်စွာဘုရားပွင့်ပေါ်လာခြင်းဟာကြီးမားတဲ့အသိပညာဖြစ်ထွန်းမှုအတွက်ဖြစ်လာတယ်ကြီးမားတဲ့မြင်စွမ်းအားကောင်းတဲ့အသိဉာဏ်မျက်စိရှာရှိလာဖို့ဖြစ်တယ်လို့ဒီစကားတွေဟာဓမ္မမှန်ကန်တယ်လို့ပြောဘုရားမပွင့်ရင်လူတွေကမျက်စိတော့ပါတယ်အမှန်တရားကိုမမြင်နိုင်ကြဘူးသာမန်အနေထားလောက်ပဲမြင်ပြီးတော့အလွဲအမှားတွေကိုအမှန်ထင်ပြီးတော့မြင်နေကြတာမျက်စိထဲမှာမြင်တဲ့အမြင်ကအမှန်မြင်တာမဟုတ်ဘူးအမှန်မြင်တဲ့အပေါ်မမြင်တဲ့အပေါ်မှာလွဲမှားစွာတွေ့တော့စိတ်သုံးသပ်ပြီးတော့တန်တရားတွေကမထွက်နိုင်အောင်ဖြစ်နေကြတာပေါ့ဒါကြောင့်မို့ဒီသုတ္တန်လေးမှာဘုရားဟောမှအမှန်သိကြရတယ်အဲ့ပြောမယ်ဆိုလို့ရှိရင်ဘုရားရဲ့ခြေဆုလို့ပြောမှာဖြစ်တယ်ခရစ်ယာန်တွေကတော့အမြဲတမ်းပြောလို့ရှိတယ်ဘုရားသခင်ရဲ့ခြေဆုဆိုပြီးတော့ဒီဘုရားသခင်ရဲ့ခြေဆုဆိုတာကိုဘုရားဘာသာရေးစီကသိမကြားရအောင်ခရစ်ယာန်တွေကပြောများတယ်ဘာလို့ဆိုတော့လူဘဝရလာတာဘဝမှာအဆင်ပြေတာချမ်းသာဒုက္ခကြုံတွေ့ရတာအသိပညာတွေရတာဒါဘုရားသခင်ရဲ့ခြေဆုဆိုပြီးတော့သူတို့အမြဲပြောလို့ရှိကြတယ်ဘုရားသခင်ကိုခြေဆုတင်တယ်တကယ်သိလိုက်မယ်ဆိုလို့ရှိရင်တော့ဒီစကားဘုရားဘာသာတွေကပို့ပြီးတော့ပြောတဲ့စကားပေါ့သို့တော့ဘုရားသခင်ဆိုတဲ့နေရာမှာရှိညွှန်းတာခြင်းမတူဘူးပေါ့ခရစ်ယာန်ဘာသာဝင်တွေဤညွှန်းတာတော့ကောင်းကင်ဘုံမှာရှိတယ်အနန္တတကုရှင်လောကကြီးကိုဖတ်စင်တဲ့ခေါ်လို့ခေါ်ကြတဲ့ဘုရားသခင်ကိုရှိစုပြီးတော့သူတို့ကပြောတာဖြစ်ဘုရားဘာသာတွေကပြောရမှာတော့လောကမှာအမှန်တရားကိုဟောပြောတဲ့လူသားစစ်ဖြစ်တဲ့ဘုရားဆိုတဲ့ပုဂ္ဂိုလ်သူမြတ်ကိုရှင်ညွှန်းတာဖြစ်တယ်ပေါ့ရှင်ညွှန်းချက်ချင်းတော့မတူကြဘူးဘုရားဆိုတဲ့စကားလုံးကအမှန်တရားကိုသိရှိတဲ့ပုဂ္ဂိုလ်လို့အမှန်သိသူဆိုတဲ့အဓိပ္ပာယ်နဲ့ဘုရားလို့ခေါ်တာဖြစ်ဘုရားဆိုတဲ့အပြီးကအမေအဖေကမဲ့ထားတာလည်းမဟုတ်ဘူးရိုးကလာတဲ့တပည့်လည်းမဟုတ်ဘူးတကယ်ကတော့အမှန်တရားသိတဲ့အချိန်ကျမှအမှန်တရားသိသူဆိုပြီးတော့အရေးချင်းကိုရည်ညွှန်းပြီးတော့ခုနနာမအရေးချင်းနဲ့ပတ်သက်တဲ့အပြီးဒါလည်းဖြစ်တယ်ဒါကြောင့်ဘုရားဆိုတာအမှန်သိတဲ့ပုဂ္ဂိုလ်အမှန်သိတယ်လို့ဆိုကြတဲ့ကသူသိတဲ့တရားဓမ္မတွေနဲ့ပတ်သက်ပြီးတော့အမှားမှန်ခွဲခြားဟောကြားပြီးအမှားမှန်ကိုခွဲပြီးတော့ပြောနိုင်လို့အမှန်သိတဲ့ပုဂ္ဂိုလ်အသိဉာဏ်ကိုဥတက်ပြီးတော့ပြောတော့ဒါကြောင့်မို့မြတ်စွာဘုရားနဲ့ပတ်သက်လာလို့ရှိရင်ရတ္တမဉာဏ်သဗ္ဗညုတဉာဏ်ဒီဉာဏ်တွေကိုအဓိကထားပြီးတော့ပြောကြတာဖြစ်တယ်
ရတ္တမဉာဏ်ဖြင့်နိဗ္ဗာန်ကိုသိမြင်ပြီးတော့သဗ္ဗညုတဉာဏ်ဖြင့်သိเสียခတ်သိမ်းအကြောင်းအရာမှန်သမျှသိတယ်လို့ဆိုအခုကျွန်ဟာဘုရားဆိုတာအတိညာကိုရည်ညွှန်းပြီးတော့ခေါ်တဲ့နေသားဖြစ်တယ်အတိညာဆိုတာလေသင်ယူလို့သိတာလည်းရှိတယ်လေးလာလိုက်စားပြီးတော့သိတဲ့ပညာလည်းရှိတယ်တချို့ကျတော့သင်လို့သိတာတချို့ကျတော့လေ့ကျင့်သင်ကြားပြီးတော့လေ့ကျင့်ပြီးစူးစမ်းလေ့လာမှုချမ်းသိတာဖြစ်တယ်အဲ့တော့သိမှုဆိုတာလောကမှာအတိညာဆိုတာသမအပြင်ပြောမယ်ဆိုရင်အတိညာဆိုတာလည်းပဲအဗဒန်စံထက်တယ်စာပေကျမ်းကမှခွဲပြီးတော့ပြောတာရှိတယ်ရေရတဲ့ယာနာရေရဆိုတာသိเสียအကြောင်းအရာတွေကိုရေရလို့ခေါ်တယ်အဲ့ဒါကိုပဲမြန်မာအသုံးနဲ့မှညေရတဲ့တရား၅ပါးဆိုပြီးခေါ်ကြတော့ရေရဆိုတာသိเสียအကြောင်းအရာတွေညာနာဆိုတာသိတဲ့ညာရေရနဲ့ညာနာသိเสียရဲ့သိเสียအကြောင်းအရာရဲ့သိတဲ့ညာရဲ့နှမျိုးခွဲခြားမှတ်သားတာပြီးတော့သမ္မာပုဂ္ဂိုလ်တွေကသိเสียတွေကများပြီးတော့မသိတာကများအဲ့တော့ဘာဖြစ်လဲဆိုသိเสียတွေကများပြီးတော့မသိတာကများသည့်အတွက်ကြောင့်အသိဉာဏ်ကမလုံလောက်ဘူးရောနေနေတယ်မြတ်စွာဘုရားကြတော့အဲ့လိုမဟုတ်ဘူးအသိဉာဏ်ရှိတဲ့သိเสียရှိတဲ့လောက်အသိဉာဏ်ကသိတယ်မြတ်စွာဘုရားရဲ့အသိဉာဏ်ကလည်းသိเสียရှိသည်များကောင်းအောင်သိတယ်အဲ့ဒါကိုစာပေကျမ်းကမှာဘလို့ဆိုတော့ဆိုရှာဝတကံရေယံဒါဝတကံညာနာသိเสียအတိုင်းဒါအတိုင်းသိတဲ့ဉာဏ်ကြီးကသိတယ်နောက်တစ်ဖက်ကနေပြောမယ်ဆိုရင်အသိဉာဏ်သိတဲ့လောက်ကလည်းပဲသိเสียတွေကောအောင်သိတယ်လို့ဆိုတယ်ပေါ့အဲ့တော့သိเสียနဲ့သိတဲ့ဉာဏ်ဟာအဝင်ခွင့်ကြဖြစ်ဘယ်ဟာကမှမပူသမ္မာပုဂ္ဂိုလ်တွေကြတော့သိเสียတွေကများသိတဲ့ဉာဏ်ကလျော့ပါနေတယ်အဲကြောင့်မို့အကုန်သိနိုင်တာမရှိဘူးမြတ်စွာဘုရားကြတော့အကုန်သိတယ်အဲ့ဒါကိုသဗ္ဗညုတဉာဏ်လို့ခေါ်တယ်အဲ့တော့သဗ္ဗညုတဉာဏ်ဆိုတာတစ်ချိန်တည်းမှာအမြဲသိနေတဲ့ဉာဏ်လားအဲ့လိုတော့မဟုတ်တခါတည်းဘုရားနဲ့ခေပြိုင်အယူဝါဒရှိကြတဲ့ကြီးညိုသူများပြပြီးဘုရားတဆူအဖြစ်ထင်ရှားနေကြတဲ့ပုဂ္ဂိုလ်တွေက6ဦးတောင်ပေါ်ထွန်းခဲ့တာရှိတယ်ပေါ့နော်6ဦးတောင်ပေါ်ထွန်းခဲ့တာရှိတယ်အဲ့ဒီ6ဦးသောအယူဝါဒကိုတီးထောင်တဲ့ပုဂ္ဂိုလ်တွေကသူတို့မှာဉာဏတတနာသိတဲ့ဉာဏ်မြင်တဲ့ဉာဏ်သူတို့ရဲ့အသိဉာဏ်ဉာဏ်မြင်ကြီးဟာအမြဲတမ်းရှိနေတယ်သွားနေလဲဒီဉာဏ်ကရှိနေတယ်ထိုင်နေလဲဒီဉာဏ်ရှိတယ်ရက်နေလဲဒီဉာဏ်ရှိတယ်နောက်ဆုံးမှအိပ်ပျော်နေတောင်မှပဲဒီအသိဉာဏ်ကြီးရှိနေတော့အဲ့လိုပြောတာသူတို့မှအသိဉာဏ်ကြီးကအမြဲတမ်းရှိနေတယ်လို့ပြောတာအဲ့တော့မြတ်စွာဘုရားကအလုံးကိုသိတယ်ဆိုတဲ့သဗ္ဗညုတဉာဏ်ကအဲ့လိုဉာဏ်မျိုးမဟုတ်ဘူးအဲ့ဒီဉာဏ်ရှိသလားလို့မေးရင်ဘုရားကယင်းဘုရားကငါမှအဲ့ဒီဉာဏ်မျိုးမဟုတ်ဘူးလို့ပြောအဲ့နေတော့သိတယ်ဆိုတော့အဓိပ္ပာယ်မရှိဘူးပေါ့နော်မြတ်စွာဘုရားရဲ့သဗ္ဗညုတဉာဏ်ဆိုတာသိချင်လို့စဉ်းစားလိုက်ရင်အကုန်သိသွားတယ်ဒီတိုင်းနေရင်တော့မသိဘူးဒါသဘာဝကြတယ်ဒါဆိုတာတအိမ်နဲ့ထဲထားရင်ထက်တဲ့တုံးနဲ့မရှိဘူးလေတအိမ်နဲ့ထဲထားလို့ရှိရင်သူ့ရဲ့စွမ်းရည်တတိပဲပြတယ်တအိမ်ကထုတ်ပြီးတော့တခုသုံးချမှသူကထက်တဲ့တုံးနဲ့ပေါ်တာအသိဉာဏ်ဟာလည်းပဲအသိဉာဏ်ကိစ္စကိုဆောင်ရွက်တဲ့အခါမှသာလေဉာဏ်အသိတယ်မသိဘူးလား
အိမ်နေတုံနဲ့သိနေတဲ့ဆိုတာအဓိပ္ပာယ်မရှိတဲ့ဟာဖြစ်သွားတယ်အဲ့ဒါကြောင့်မို့မြတ်စွာဘုရားကိုတခါတော့ပေးတယ်ရှင်ဂေါရမယောတတတံသမိတပတတံယာနတတနာပစ္စုပတိတံရှင်ဘုရားရဲ့ဉာဏ်အမြင်ကရောအမြဲတမ်းရှိနေသလားအမြဲတမ်းထင်နေသလားဆိုမြတ်စွာဘုရားလက်မခံဘူးအဲ့တော့မြတ်စွာဘုရားရဲ့သဗ္ဗညုတဉာဏ်ဆိုတာသိစေရကျုံလို့စဉ်းစားလိုက်တာနဲ့တပြိုင်နက်အကုန်လုံးသိသွားတယ်မစဉ်းစားရင်မသိဘူးဒါသဘာဝပဲလေဒါဆိုတာဒါနဲ့ခုံးဆရာရှိမှခုံးမှပြတ်မှာပေါ့ဒီတိုင်းထားလို့ပဲပြတ်အသိဉာဏ်လည်းသူ့ကိုအသုံးချမှပဲသူကလှုပ်ဆောင်ဒီတိုင်းနေရင်ကတော့သူကလှုပ်မှာမဟုတ်တခြားမြတ်စွာဘုရားနဲ့ခေတ်ပြိုင်ဘာသာတရားကိုတီထောင်ကြတဲ့ပုဂ္ဂိုလ်6ဦးကတော့သူတို့ရဲ့အသိဉာဏ်ကြီးဟာထာဝရရှိနေတယ်အိမ်နေရင်လည်းရှိတာပဲသွားနေရင်လည်းရှိတာပဲရနေရင်လည်းရှိတယ်လို့အဲ့ဒါလို့ဝန်ခံကြမြတ်စွာဘုရားအဲ့ဒီလိုဉာဏတဒနာဆိုတဲ့သဗ္ဗညုတဉာဏ်သူမှမရှိဘူးသူရှိတဲ့ဉာဏ်ပါတော့စဉ်းစားလိုက်လို့ရှိရင်အစိုးပိတ်မရှိပဲနဲ့အလုံးသိသွားနိုင်တယ်ဉာဏ်ဒါသဘာဝပဲလေလောကမှာအတွေ့ခေါ်စဉ်းစားပုံတွေကတုံးနဲ့တူမတူကြဘူးမြတ်စွာဘုရားရဲ့စဉ်းစားပုံမိတ်မြတ်ပုံတွေကတော့ခဏခေတ်လူတွေထီအောင်လက်ခံနိုင်တယ်အလုံးစဉ်းစားတဲ့ပုဂ္ဂိုလ်တိုင်းလက်ခံနိုင်တဲ့အနေအထားမျိုးရှိတယ်တချို့ကိစ္စတွေကလက်ခံနိုင်တဲ့အနေအထားမရှိဘူးမြတ်စွာဘုရားကအဲ့ဒါလို့တခါမှချုပ်တိမရှိတာမျိုးနဲ့ပြောတာမျိုးလုံးဝမရှိဘူးဒါမို့မြတ်စွာဘုရားရဲ့သဗ္ဗညုတဉာဏ်ဆိုတာသိခြင်းလို့စဉ်းစားလိုက်လို့ရှိရင်အလုံးသိသွားတဲ့ဉာဏ်မျိုးအဲ့ဒါကိုပဲအဓိပ္ပာယ်တစ်ခုနဲ့ပြောတဲ့အခါအနာဝရဏဉာဏ်အနာဝရဏလို့ရှိရင်အလုံးသိသွားတဲ့ဉာဏ်မျိုးအဲ့ဒါကိုပဲအဓိပ္ပာယ်တစ်ခုနဲ့ပြောတဲ့အခါအနာဝရဏဉာဏ်အနာဝရဏဆိုတာနာအဝရဏအပိတ်ပင်မရှိဘူးလို့ပြောတယ်တချို့ကျတော့သိစရာကိုစဉ်းစားလိုက်တဲ့အခါရှေ့တိုးလို့မရအောင်မသိကောင်းကုတ်ချင်နိုင်ကုတ်မရအောင်ရှေ့မသိတော့ဘယ်လိုစဉ်းစားလို့မှမသိအဲ့ဒါပိတ်ဆို့ခံနေရတာခေါ်တယ်အကြောင်းအရာတစ်ခုကိုသိကျင်လို့ကြည့်ရင်လမ်းဆုံးနေမြတ်စွာဘုရားကြတာအဲ့လိုမဟုတ်သိစရာရှိလို့ကြည့်လိုက်တဲ့ဆိုရင်အလုံးကိုတခါလဲစဆုံးသိသွားတယ်အပိတ်ဆို့လမ်းမှာတစ်ဆို့နေတာမရှိဘူးလို့ဆိုလို့အလုံးရှင်းနဲ့လင်းနဲ့ကုန်သိသွားအဲ့ဒီသိတဲ့သဗ္ဗညုတဉာဏ်ရှိတာမြတ်စွာဘုရားအဲ့သဗ္ဗညုတဉာဏ်ဟာကိုသိကျင်လို့ကြည့်လိုက်ပြီဆိုလို့ရှိရင်တော့အပိတ်ဆို့မရှိအလုံးကိုသိနိုင်တဲ့သဗ္ဗညုတဉာဏ်တစ်ချိန်နဲ့သိတာလည်းမဟုတ်ဘူးနော်သိလို့တဲ့အကြောင်းအရာကိုပဲသိတယ်ဒါသဘာဝကြတယ်လေဘယ်ပဲဖြစ်ကိုစဉ်းစားတာပဲသိမယ်မစဉ်းစားတာပဲသိမယ်ဒါလူသဘာဝပဲလေအလုံးတစ်ပြိုင်နဲ့သူကသူသိနေတယ်ဆိုမရှိဘူးအိန္ဒိယနိုင်ငံမှာဒီနောက်ပိုင်းမှာထူးထူးခြားခြားဘာသာရေးသမားတူပေါ်ဦးတယ်တခြားပုဂ္ဂိုလ်တွေလည်းရှိကောင်းရှိသူကဘာလို့တော့ဆိုရင်သူကောင်းနှစ်ဖူးမှာသူကမိထွန်းထားတယ်မြဲတာတက်ပြီးလို့ဟာပြပေါ့လေဘာလို့တော့ဆိုရင်အဲ့ဒါသူကဘာလို့သင်္ကေတလောက်တာတော့ဆိုရင်သူရဲ့အသိဉာဏ်ကြီးကအမြဲတမ်းလင်းနေတယ်ဆိုတဲ့တိတ်ပဲပြောတခါသူကဘိုက်ကိုချီပြာကြီးပတ်ထားတယ်ချီပြာကြီးဘာလို့ပတ်ထားတာတော့ဆိုလို့ရှိသူ့ရဲ့ပညာတွေကအမတ္တများလို့မဆန့်ရင်ပေါက်ထွက်သွားမှဆိုလို့သစ္စကပရပိုက်တို့လို့ပေါ့လေအဲ့လိုမျိုးလည်းရှိတယ်သူ့အတွေးတွေနဲ့လောက်ကြတာမျိုးရှိမြတ်စွာဘုရားအဲ့လိုမျိုးတစ်ခုမှမပါအဲ့ဒီလိုဟာမျိုးတစ်ခုမှမရှိဘူးအဲ့တော့မြတ်စွာဘုရားကသိရရှိလို့ကြည်လိုက်တဲ့ဆိုရင်သဗ္ဗညုတဉာဏ်ဆိုတာအလုံးသိဉာဏ်ကမြတ်စွာဘုရားကအမျိုးမျိုးရှိတဲ့ဉာဏ်တော့တတဉာဏပလား
ဉာဏ်ရဲ့စွမ်းအား10မျိုးဆိုတာဟောထားတာရှိတယ်အဲ့ဒါမဲ့ကံကြောင့်သိခြင်းကံကိုကံကြောင့်မစင်တာဘဝအကြောင်းသိခြင်းဘဝဓမ္မအကြောင်းသိခြင်းဓမ္မသူလိုက်နဲ့သူစဉ်းစားတွေးခေါ်လိုက်လို့ရှိရင်ဘယ်ဟာပဲဖြစ်ဖြစ်ကုန်းစင်အောင်သိသွားတယ်အဲ့ဒီအသိမျိုးဆိုလို့ပေါ့နော်အဲ့တော့မြတ်စွာဘုရားဗုဒ္ဓလို့ဆိုတဲ့ပုဂ္ဂိုလ်ဟာအသိဉာဏ်ဘယ်လိုအသိဉာဏ်လို့ဆိုရင်သိခြင်းလို့ကြည့်လိုက်တာနဲ့တပြိုင်နက်အားလုံးသိတဲ့ပုဂ္ဂိုလ်ဖြစ်အောင်အဲ့ဒါမှဗုဒ္ဓဖြစ်အကုန်မသိဘူးဆိုရင်တော့ဗုဒ္ဓမဟုတ်သေးဘူးသိစေသိခြင်းလို့လောကမှာမသိတဲ့အရာဆိုတာမရှိဘူးမပြောတဲ့အရာနဲ့မလုပ်တဲ့အရာပဲရှိတယ်ဘယ်ဟာတော့ဖြစ်မသိတဲ့မှုမသိခေါင်မှုဆိုတာမရှိရအောင်အားလုံးမသိတဲ့အရာဆိုတာမရှိဘူးမကောင်းတာဟုတ်လည်းမကောင်းမှုလို့သိရမကောင်းတာလည်းသိရတာပဲကောင်းတာလည်းသိရတာတော့ဘယ်ဟာပဲဖြစ်ဖြစ်သဘာဝသူ့သဘာဝတိုင်းသိတာဒါသိညာသို့တော့သိတိုင်းပြောရမလားလို့ဆိုပြောသင့်မှပြောသိတိုင်းလုပ်ရမလားဆိုလုပ်သင့်မှလုပ်မလုပ်သင့်တဲ့လုပ်တွေရှိတယ်မပြောသင့်တဲ့စကားတွေရှိဒါကြောင့်မို့မြတ်စွာဘုရားစကားဆိုလဲအကန့်အသတ်ရှိလောကမှာပြောလိပြောထားရှိတဲ့စကား6မျိုးထဲမှာမြတ်စွာဘုရား2မျိုးပဲပြောတယ်မြတ်စွာဘုရားပြောတဲ့စကား2မျိုးပဲရှိဘာလို့ဆိုရင်ဘုရားပြောတဲ့စကားသိမှန်ကန်ရမယ်နော်အကြောင်းရမှန်ကန်ရမယ်အကျိုးရှိရမယ်အဲ့ဒီနှစ်ခုကအဓိကပဲသူပြောတဲ့စကားသိရလောဟမှာမရှိဘူးမှန်တယ်မှန်တယ်ပြောလားဆိုမပြောမှန်တယ်မှန်ရမယ်ကိုပြောလိုက်တဲ့စကားဟာအကျိုးရှိတဲ့စကားဖြစ်ကောင်းကျိုးချမ်းသာကိုဖော်ဆောင်နိုင်တဲ့စကားဖြစ်တချို့ကမှန်တော့မှန်တယ်လေကောင်းကျိုးမဖြစ်တာတွေရှိသေးတယ်မှန်တာပြောရိုက်တတ်တဲ့ဆိုမှန်တာပြောလို့ဖန်ခံရတာတွေရှိတယ်လေမှန်နိုင်လည်းပြောရတော့မှန်ပြီးတော့ကောင်းကျိုးချမ်းသာပေးတဲ့စကားမျိုးပဲပြောအဲ့တော့မြတ်စွာဘုရားပြောတဲ့အချိန်မှာမှန်လဲမှန်တယ်ကျိုးလည်းရှိတယ်အဲ့တော့ဒီနှစ်ခုကိုမူတည်ထားပြီးတော့လောကလူတွေကိုကြည့်လိုက်တဲ့အခါမှာမြတ်စွာဘုရားပြောတဲ့မှန်လဲမှန်တယ်အကျိုးရှိတယ်ဆိုတဲ့စကားကိုတချို့စကားကိုလူကကြိုက်တယ်တချို့စကားကိုမကြိုက်ဘူးဒါတော့လူနဲ့ဆိုင်တယ်အဲ့တော့မြတ်စွာဘုရားရဲ့ရွေးချယ်မှုကမှန်ပြီးတော့အကျိုးရှိတာကိုရွေးတယ်အဲ့နောက်ထပ်လာတဲ့ကြိုက်တယ်လူတွေကကြိုက်တယ်လူတွေကမကြိုက်ဘူးအဲ့တော့ကြိုက်လည်းပြောမှာပဲမကြိုက်လည်းပြောမှာလို့ဆိုလို့ဒါလွယ်လေးပတ်ဖို့ပြောနော်မှန်ရမယ်အကျိုးရှိရမယ်ဒါပေမဲ့လူကြိုက်တယ်ဒါတခွန်းမှန်ရမယ်အကျိုးရှိတယ်ဒါပေမဲ့လူမကြိုက်ဘူးအဲ့တော့ကြိုက်တာလည်းပြောမှာပဲမကြိုက်တာလည်းပြောမှာဘာလို့ဆိုအကျိုးရှိဖို့အဓိကမှန်မို့အဓိကမှန်မို့နဲ့အကျိုးရှိဖို့ဒီနှစ်ခုအဲ့ဒါပြောတဲ့စကားဆိုတာအဲ့ဒါကိုပြောတာပြောတဲ့မှာပြောတာဒါပေမဲ့မပြောတဲ့နာတွေဘာလို့ဆိုမမှန်ဘူးမမှန်ရင်ပြောကိုမပြောသင့်မှန်တော့မှန်နဲ့အကျိုးမရှိဘူးဆိုတော့မပြောသင့်လို့ဆိုလို့နော်မှန်နဲ့အကျိုးရှိအဲ့တော့သူကြိုက်မကြိုက်ကသာထားအဲ့ဒါနဲ့လူရဲ့စကား6ခွန်းဆိုတာအဲ့ဒါနဲ့ခွဲထားတာပဲလူတွေပြောတဲ့စကား6မြတ်စွာဘုရားပြောတာအဲ့ဒီနှစ်ခွန်းအဲ့တော့လောကမှာမြတ်စွာဘုရားပွင့်မှအမှန်တရားကိုသိခွင့်ရကြတယ်အမှန်တရားသိခွင့်မရတော့လောကလူသားတွေဘာဖြစ်နေသလဲဆိုတာဒီသုတ္တအရာကြည့်ရအောင်ဘုရားပွင့်လာပြီးတော့ဘုရားကဘာဟောတာလဲဘုရားဟောတဲ့တရားကိုနာပြီးတော့ဘယ်လိုအခြေအနေတွေပြောင်းလဲသွားသလဲအကြောင်းရတဲ့တော့အများကြီးပေါ့ဆိုပါစို့ဘုရားပွင့်လို့ဓမ္မနဲ့အာရမခွဲခြားသိတာဘုရားပွင့်လို့ဒါကကုသိုလ်ဒါကအကုသိုလ်သိရဘုရားပွင့်လို့ဒီလောကလှုပ်တဲ့နဲ့ဒီလောကမလှုပ်တဲ့သိတယ်ဘုရားပွင့်လို့ဒီစကားပြောတဲ့နဲ့ဒီစကားကိုပြောတယ်အကောင်းအဆိုး
ခွဲခြားသိတာဘုရားပွင့်မှာခွဲခြားပြီးတော့ဟောတော့လူတွေအတွက်ရွေးချယ်စရာဖြစ်လာငါကတော့ဘာနဲ့ရွေးချယ်ကြတော့ကိုကြိုက်တာနဲ့ရွေးချယ်ခဏခိတိကိုကြိုက်တာရွေးတာပဲလူဆိုတာတော့ကိုကြိုက်တာကြိုက်မကြိုက်နဲ့ရွေးနေကြတာအဲ့တော့မြတ်စွာဘုရားပွင့်လာတဲ့အခါကြိုက်မကြိုက်ကအတိတ်ကမဟုတ်ဘူးမမှန်ရဲ့ကျိုးရှိမရှိရဲ့ဒါပါရွေးလာမှန်လည်းမှန်ရမယ်ကျိုးလည်းရှိရမယ်ဆိုတာရွေးချယ်တာအဲ့တော့ဒီသုတ်တံမှာပြောထားပုံလေးကိုကြည့်အောင်ရှတ္တာတထဂတောလောကေဥပ္ပစ္စတိလောကမှာတဲ့တထဂတလို့ဆိုတဲ့ထုံးစံအတိုင်းခြားဖြတ်ပြီးတော့ပေါ်လာတာမရှိဘူးတထဂတရဲ့ဒီပဲမြတ်စွာဘုရားတထဂတထုံတန်းစင်လာအတိုင်းလမ်းစဉ်အတိုင်းနော်စစ်မှန်တဲ့လမ်းကြောင်းကြီးအတိုင်းလောကမှာတထဂတပွင့်ပေါ်လာတယ်အဲ့ဒီပွင့်ပေါ်လာတဲ့တထဂတဟာဓမ္မကိုခေါ်တယ်အဲ့တော့ဒီသုတ္တမှာဘာဓမ္မကိုခေါ်တယ်လဲဆိုတဲ့အခါမှာလူတွေလွဲမှားပြီးတော့သိမြင်နေကြတဲ့ကိုယ့်ဘဝနဲ့ဆက်ဆက်နေတော့လေတလွဲတွေးပြီးတလွဲသိနေကြတဲ့လွဲမှားမှုတွေကိုပပျောက်အောင်စစ်မှန်ကိုဓမ္မကိုခေါ်ပေးတယ်စစ်မှန်တဲ့သဘာဝကိုခေါ်ပေးဓမ္မဆိုတာသဘာဝပဲသဘာဝဆိုတာသူ့ရဲ့ပင်ကိုအနေထားကိုပြောတာပြင်ထားတဲ့ဟာမဟုတ်ဘူးသူ့ရဲ့အနေထားတစ်ခုကိုပြောတာအဲ့တော့ဒီသုတ္တမှာသောဓမ္မန္တိတိတိလောကမှာပွင့်လာတဲ့မြတ်စွာဘုရားဟာဓမ္မကိုဟောပြောတယ်ဟောပြောတယ်ဆိုတာသိစီတာတစ်ဖက်သားကိုနားလဲအောင်ပြောပြတာအဲ့ဒါကိုခေါ်တယ်လို့ခေါ်တယ်အသုံးတော့တိတိတိဟောတယ်ဆိုတာတစ်ဖက်သားနားလဲအောင်ပြောပြအသိဉာဏ်ဖြစ်အောင်ပြောပြတယ်အဲ့တော့မြတ်စွာဘုရားဟောတာကစစ်မှန်ကိုဟောလိုက်တယ်ဘာကိုဟောတော့ဆိုဘုရားဘာသာဝင်တွေအားလုံးသိတဲ့အတိုင်းမြတ်စွာဘုရားအဓိကအစုနဲ့ပတ်သက်ပြီးတော့ခန္ဓာ၅ပါးဟောတာအဲ့တော့လူတွေကခဏခဏကြာဘူးနေတော့ခန္ဓာ၅ပါးခန္ဓာ၅ပါးဆိုတာတခါတည်းအကြတော့ခန္ဓာ၅ပါးဆိုတာကိုပြောနေတဲ့တောင်မထင်ဘူးနော်ခန္ဓာ၅ပါးဆိုတာလူရဲ့ဘဝဆိုတာဒီခန္ဓာ၅ပါးဖြစ်ပေါ်နေဘူးကိုဘဝလို့ခေါ်တာတခြားအောင်ခေါ်တာမဟုတ်လူဆိုတာခန္ဓာနဲ့ပြောမယ်ဆိုလို့ရှိရင် body လို့ဆိုတဲ့အထီးကိုယုတ်ခန္ဓာရဲ့တစ်ခုကိုင်လို့စမ်းသပ်လို့ကြည့်လို့မြင်နိုင်တဲ့မြင်လို့ရတယ်အကုန်လုံးတော့မြင်ရတာတော့မဟုတ်ပေါ့နော် body လို့ခေါ်တဲ့အထီးကိုတရက်ကြီးရုပ်ဆိုတာတစ်ခုအဲ့ဒီရုပ်ကိုမိပြီးတော့ဖြစ်ပေါ်လာတဲ့စိတ်ခံစားမှုဝေဒနာဆိုတာတစ်ခုကိုမြင်တဲ့အာယုနဲ့ပတ်သက်ပြီးတော့မှတ်သားထားမှုဆိုတဲ့ပညာကတစ်ခုဉာဏ်စီတွေ့တော်မှုကြိုးစားအထောက်မှုဆိုတဲ့လိုချင်မှုစိတ်ဆိုးမှုအကောင်းဆိုရောနေတဲ့သင်္ခါရဆိုတာတစ်ခုအသိစိတ်ဆိုတာဝိညာဏတစ်ခုနန္တရားကို၄မျိုးခွဲလိုက်တယ်ရှုပ်ကိုတော့တစ်ခုတည်းဟောထားပြီအဲ့ဒါကိုခန္ဓာ၅ပါးလို့လူရဲ့ဘဝဟာရှုံးတဲ့နံဒီနှစ်ခုနဲ့ဖွဲ့စည်းထားတာလို့ဆိုလို့တယ်ဒီယုံနဲ့နံနှစ်ခုပေါင်းစပ်ပြီးဖြစ်နေခြင်းကိုပဲဘဝလို့ခေါ်တယ်နော်ဒါကိုကန္တရားသည်ခန္ဓာကိုဖြစ်စေတတ်လို့ဘဝကိုဘဝတစ်ခုကနေတစ်ခုကိုရောက်စေတယ်သို့မဟုတ်ဘဝကိုဖန်တီးတဲ့ကန္တရားသည်ဖန်တီးတဲ့ဘဝကိုဖန်တီးတဲ့အကြောင်းတရားကိုလည်းပဲဘဝလို့ခေါ်တယ်အဲ့ဒီကံတရားကဖန်တီးလို့ရလာတဲ့ခန္ဓာကိုလည်းနော်ဘဝလို့ခေါ်တယ်အဲ့တော့ဘဝလို့ပြောလိုက်လို့ရှိရင်အကြောင်းနဲ့အကျိုးနှစ်ခုပဲဘဝဆိုတာကံကြောင့်ဖြစ်လာဒါကံကိုအဓိကပြောတာပြည့်စုံအောင်ပြောမယ်ဆိုရင်ကံနဲ့ကိလေသာနဲ့ကံပေါင်းစပ်ပြီးတော့လှုပ်ဆောင်လိုက်လို့ခန္ဓာ၅ပါးဆိုဖြစ်လာအဲ့ဒီခန္ဓာ၅ပါးဖြစ်လာအဲ့တော့
ဘဝဟုသည်အကြောင်းဖြစ်တဲ့ဘဝကိုကမ္မဘဝလို့ခေါ်တယ်ထိုကမ္မဘဝကြောင့်ရလာတဲ့ကျိုးဖြစ်တဲ့ဘဝကိုဥပပတ္တိဘဝလို့ခေါ်တယ်အဲ့ဒါခန္ဓာ၅ပါးပဲအဲ့ဒါကိုပဲဘဝလို့ခေါ်တယ်အဲ့တော့ကိုယ့်ဘဝကိုယ့်အကြောင်းသိဖို့အတွက်ကကိုယ်မှာဘာရှိတယ်ဆိုတဲ့အဲ့ဒါမြတ်စွာဘုရားအရင်ဟောလိုက်တာအဲ့ဒါလို့မဟုတ်ဘူးဆိုလို့ရှိရင်ဘာဖြစ်လဲငါပဲသူ့ပဲတရဝပဲခံစားတတ်တာလှုပ်တတ်တာလှုပ်တတ်သူခံစားတတ်ဆိုတဲ့အတွေးတွေနဲ့ပဲတွေးငါဘဝနော်ငါအတွေးလူတွေအဲ့ဒါလိုပဲမြင်နေကြတာငါလှုပ်တာငါရဲ့စိတ်ခံစားချက်ဆိုပြီးတော့အဲ့ဒါတွေနဲ့တွေးပြီးတော့တဘာဝအစစ်မှန်ဖြစ်တဲ့ရှုပ်နိုင်ရဆိုတာကိုမမြင်တော့ပဲအဲ့ဒီပေါ်မှာထင်မြင်ယူဆချက်တွေနဲ့လွဲမှားစွာတွေ့တော်နေတော့အဲ့ဒီဖြစ်တယ်ဆိုရင်အလွဲအမှားပေါ်မှာကြည်ရင်ဒီကိလေသာတွေဖြစ်တာကိလေသာတွေဖြစ်လို့ကောင်းတဲ့မကောင်းတဲ့ကံတွေလုပ်ကုန်ကြကောင်းတာလည်းလုပ်တယ်ကိလေသာရဲ့နောက်တော့ဥပမာလောဘကြောင့်ထိတဲ့ကောင်းတဲ့ဘဝကိုရခြင်းနဲ့ကုသိုလ်လုပ်တယ်လောဘကြောင့်အကုသိုလ်လုပ်တယ်ဒါဥပနိဒေယပစ္စည်းဟောပဲလား20ပစ္စည်းဟောတဲ့အခါကျတော့လောဘဆိုတဲ့အကုသိုလ်တရားကကုသိုလ်ကိုလည်းလုပ်စေတယ်အကုသိုလ်ကိုလည်းလုပ်စေတယ်လောဘကိုအကြောင်းပြုပြီးတော့သူ့သက်တတ်တယ်သူများဥစ္စာခိုးတယ်သူတို့ဘာသာများပြမှားတယ်လိမ်ပြောတယ်တေးရတော့ငါဘာတိလိုက်จิตမှုတွေကျွလွန်လောဘကြောင့်လည်းဖြစ်အဲ့ဒီလောဘကိုအကြောင်းပြုပြီးတော့ပဲနောက်ဘဝခံစားဖို့ဆိုပြီးတော့သူများသက်တတ်ခြင်းကရှောင်းတယ်ကုသိုလ်ကောင်းမှုတွေလုပ်တယ်လှုပ်ပေးတယ်နော်အဲ့ဒါကောင်းတာလည်းလုပ်တာအဲ့ဒီလိုကောင်းတာလုပ်တယ်မကောင်းတာလုပ်တယ်ဆိုတာလောဘကလုပ်စေတာမှန်တယ်သို့တော့သူ့ကိုအမှန်တရားမသိရအောင်အဝိဇ္ဇာဆိုတဲ့မောဟကဖုံးပေးထားတယ်ဖုံးပေးထားသည့်အတွက်ကြောင့်တန်မြာဝုစင်ရဲ့ကိုဝုစင်ရဲ့လို့မမြင်ဘူးအကောင်းလို့ထင်တယ်ဥပမာလူဘဝကောင်းတယ်လို့ထင်နတ်ဘဝကောင်းတယ်လို့ထင်အဲ့တော့နတ်ဖြစ်ရပါလို့ဤလူဖြစ်ရပါလို့ဤဆိုတဲ့တောင်းတမှုတွေဝင်လာအဲ့ဒါလို့အဘဝမှာချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်ဖြစ်ရပါလို့နောက်ဘဝမှာအထက်တန်းသားဖြစ်ရပါလို့ဆိုတာပြောရဆုတောင်းပါအဲ့ဒါဘာလို့ဆိုလို့ရှိရင်ကြုံတွေးရမဲ့ဆင်းရဲဒုက္ခတွေကိုမသိတဲ့အဝိဇ္ဇာကမသိအောင်ဖုံးပေးထားတော့သူကကောင်းတယ်လို့ပဲထင်တယ်အဲ့ဒါကြောင့်လှုပ်တယ်အဲ့တော့လောဘကိုအကြောင်းပြုပြီးအကုသိုလ်နဲ့ဖြစ်တယ်ကုသိုလ်နဲ့ဖြစ်တယ်ဒေါသကိုအကြောင်းပြုပြီးတော့လည်းကုသိုလ်နဲ့ဖြစ်တယ်အကုသိုလ်နဲ့မောဟကိုအကြောင်းပြုပြီးတော့ကုသိုလ်နဲ့ဖြစ်တယ်အကုသိုလ်နဲ့ဖြစ်တယ်အဲ့ဒါကိုဥပနိဒေယပစ္စည်းလို့ခေါ်နော်ဒေါသကိုအကြောင်းလောဘဒေါသမောဟအကုသိုလ်ကိုအကြောင်းပြုပြီးကုသိုလ်တွေဖြစ်တယ်အဲ့ဒါကြောင့်မို့မြတ်စွာဘုရားသိတဲ့အခါကျတော့မြတ်စွာဘုရားဘဝတစ်ခုမှာမြတ်စွာဘုရားဟောတဲ့တရားကြတယ်လူတွေရဲ့ဘဝဆိုတာရှုံးတဲ့နာနှစ်ခုနဲ့ပေါင်းစပ်ထားတာဖြစ်လို့အဲ့ဒီရုပ်အကြောင်းနာအကြောင်းကိုသိဖို့ရအတွက်ဟောတယ်ဒီတုတ်တံမှာတော့အချင်းလေးပဲဗျာရှုံးတဲ့ပတ်သက်ပြီးတော့ဣတိရူပံဣတိရူပတ္တသမုဒယောဣတိရူပတ္တအထင်မောရှုပ်ကြောင့်ဟောတဲ့အခါကျတော့ဣတိရူပံဆိုဣတိရူပံဆိုရှုပ်ဆိုတာဒါပဲရှုပ်ရဲ့တဘာဝကိုမြင်အောင်မြတ်စွာဘုရားဟောပြတယ်ဒါကိုယုတ်လို့ခေါ်တယ်ဘာလို့မဟာဘုတ်၄ပါးနဲ့တိဆောက်ထားတဲ့ခန္ဓာကိုယ်ကြီးအကြမ်းမြင်ပြောလို့ရှိရင်မဟာဘုတ်၄ပါးနဲ့တိဆောက်ထားတဲ့ခန္ဓာကိုယ်ကြီးထိုမဟာဘုတ်၄ပါးကိုမှီပြီးတော့ဖြစ်တဲ့မျက်စိနားနာလျှာကာယနော်ယုတ်နဲ့ပတ်သက်တာလေနော်အဲ့ဒါကိုယုတ်လို့ဆိုပြသိအောင်ဟောပြတယ်အဲ့တော့ယုတ်လို့ခေါ်လိုက်တဲ့ဖြင့်ဒါယုတ်တရားပဲအဲ့တော့ယုတ်တရားလို့ခေါ်လိုက်တဲ့ဖြင့်ရှုပ်တရားဟာယုတ်တရားများတာဖြစ်တယ်
ငါလည်းမဟုတ်ဘူးငါဟာလည်းမဟုတ်ဘူးသူ့အကြောင်းနဲ့သူ့တဘာဝတက်တက်များလားဖြစ်တယ်ဆိုတာကိုသိစေတယ်နောက်တစ်ခါယုံဟောပြီးတဲ့အခါမှာဒီယုံနဲ့ပတ်သက်ပြီးတော့ချက်နှစ်ချက်ရှိတယ်တစ်ချက်ကဘာလို့ဒီယုံဟာဘာကြောင့်ဖြစ်တယ်လဲအကြောင်းတရားကိုဟောတယ်နောက်တစ်ခါဒီယုံဟာဘာကြောင့်ချုပ်ငြိမ်းရတယ်လဲဖြစ်ကြောင်းနဲ့ချုပ်ကြောင်းနှစ်ခုဟောတယ်အဲ့တော့ဆိုလိုတာကရုပ်ဖြစ်ကြောင်းတရားကတစ်ခုဒီယုတ်တွေချုပ်ငြိမ်းသွားဖို့ရအကြောင်းကတစ်ခုနှစ်ခုရှိတယ်သူကအဖြစ်ကြောင်းတရားရှိရင်ချုပ်ကြောင်းတရားလည်းရှိရမယ်အဖြစ်ရှိရင်နော်သာဝရမဖြစ်တာလည်းရှိကိုရှိရသူကအဲ့နှစ်ခုပြည့်စုံအောင်ဟောလိုက်တာအမှန်တော့ဒါသစ္စာလေးပါယုံနဲ့ပတ်သက်ပြီးသစ္စာလေးပါဟောတာဒါယုံလို့ပြောလိုက်တာဒုက္ခလို့ပြောတာပဲရုပ်ဖြစ်ကြောင်းလို့ပြောလိုက်တာပါပြောလိုက်တာတော့သမုဒိယသစ္စာကိုပြောလိုက်တာအကြောင်းတရားကိုပြောလိုက်တယ်ရုပ်ချုပ်ကြောင်းလို့ဆိုတာမေဃသစ္စာကိုပြောတာမေဃသစ္စာပြောရင်ကနေမေဃသစ္စာရဲ့ဥဒိယလမ်းဆုံးရာကဣရောဓသစ္စာပြောပြီးသားဖြစ်သွားဆိုလိုတာယုံနဲ့ပတ်သက်ပြီးတော့သစ္စာလေးပါကိုခေါ်တာပဲဗျာဒါသဘာဝအစစ်မှာအဲ့တော့မြတ်စွာဘုရားဝင်လာပြီးတဲ့နောက်မှာအေးရူပချုပ်ဆိုတာဒါအကုန်ပဲထိတဲ့တော့ပိုးမရှိဘူးနော်ပိုးမရှိဘူးအယောမရှိဘူးချုပ်ဟာဒါပဲကိုအောင်သိတော့လေထိအပြင်မှာမရှိဘူးဒါအကုန်ပဲဆိုတော့မြတ်စွာဘုရားဟောတာတဲ့ယုတ်တရားမဟာဘုတ်၄ပါးဥပါဒယုတ်24ပါးအလုံးယုတ်28ပါးဒါအကုန်ပဲထိတဲ့ပိုးတာမရှိတော့ဘူးလို့လည်းမလို့ပို့လည်းမပို့ဒါအတိအကျဟောတာဒါဣတိရူပံအဲ့ဒီယုတ်ဖြစ်ကြောင်းတရားကိုတခါဟောတယ်ဒီယုတ်တွေဟာသူဖြစ်လာတာမဟုတ်ဘူးကြောင်းတရားရှိလို့ဖြစ်လာတယ်ဆိုပြီးကြောင်းဟောတယ်နောက်ဒီယုတ်တွေချုပ်လာတဲ့ဆိုချုပ်ကြောင်းကလည်းပဲသူချုပ်တာမဟုတ်ဘူးအကြောင်းတရားချုပ်လို့ဒါယုတ်တွေချုပ်တာဆိုမေဃသစ္စာပါတခါတည်းဟောတယ်အဲ့ဒါယုတ်နဲ့ပတ်သက်ပြီးဟောတဲ့တူပဲဝေဒနာခန္ဓာနဲ့ပတ်သက်ပြီးတော့ဝေဒနာဆိုတာအလုံးကသိနေကြတာပဲစိတ်ခံစားမှုကိုပြောတာစိတ်ထဲမှာအာယုန်နဲ့တွေ့လို့ရှိရင်စိတ်ခံစားမှုကပေါ်လာတယ်ခံစားမှုဆိုတဲ့ထဲမှာကောင်းတဲ့ခံစားမှုမကောင်းတဲ့ခံစားမှုလူတွေမှာရှိတယ်ဒါပျော့စရာဆိုရင်ကောင်းတဲ့ခံစားမှုပဲစိတ်ညစ်စရာဆိုရင်မကောင်းတဲ့ခံစားမှုပဲတက်တာနဲ့ပြုံးနိုင်တယ်ဆိုရင်ဒုက္ခမဲ့နေရတယ်ဆိုဒုက္ခစိတ်ခံစားမှုကလို့ရှိတယ်ပြုံးညင်မဲ့ခြင်းမရှိဘူးတမန်အနေထားဆိုရင်လည်းဝေဒနာပဲအဲ့ဒါကြောင့်မို့ဝေဒနာကိုဒုက္ခဒုက္ခအဒုက္ခမဒုက္ခဒုက္ခဆိုတာခံလို့ကောင်းတယ်ခံစားလို့ပြောစရာဖြစ်တယ်ကျင့်တတ်စရာဖြစ်တယ်ဒုက္ခဆိုတာခံရခဲ့တယ်ကျင့်တတ်စရာမကောင်းဘူးဆိုစိတ်အခြေအနေတစ်ခုပြောအဒုက္ခမဒုက္ခဆိုတာအဲ့ဒီနှစ်ခုမဟုတ်တဲ့တမန်ခံစားချက်လို့သူပြောအဲ့ဒါဆိုအဲ့ဒီဝေဒနာလည်းလူတွေရဲ့စိတ်ထဲမှာဖြစ်ပေါ်နေတဲ့သဘာဝတရားအဲကြောင့်မို့ဣတိဝေဒနာယသမှုတယောဣတိဝေဒနာယအထင်ကမောဝေဒနာဟာဒါအကုန်ပဲလူရဲ့စိတ်ခံစားမှုကဒါအကုန်ပဲအထိပြမရှိဘူးဆိုပြီးတော့ဒီဝေဒနာဘာကြောင့်ဖြစ်ရတယ်လဲအကြောင်းတရားပါဟောတယ်ဒီဝေဒနာဘာကြောင့်ချုပ်ငြိမ်းတယ်လဲချုပ်ငြိမ်းရခြင်းအကြောင်းဟောတယ်တခါချုပ်ငြိမ်းကြောင်းကိုထဲဟောတာအာရုံဆိုလို့ရှိရင်တန်တရားကထပ်ပေါက်ကိုဟောတာဖြစ်နေတဲ့အကြောင်းကိုသိလို့ရှိရင်အဲ့ဒီအကြောင်းကိုပယ်လိုက်ရင်ဖြစ်ဆက်မရှိတော့ဘူးလေအကြောင်းကိုပယ်လိုက်ရင်ကျိုးရရတာပဲဒါထုံးစံဘာကြောင့်ဖြစ်နေတာလဲအဲ့ဒီအကြောင်းလေဒါကြောင့်မို့သမုဒိယနဲ့အထင်ကမဒီနှစ်ခုထဲထို့တူပဲတင်ညာဆိုတာအာယုတစ်ခုနဲ့ကြုံလိုက်တဲ့အခါမှာစိတ်ထဲမှာမှတ်လိုက်တာမျက်စိကပြင်လဲမှတ်လိုက်တယ်နားကအတန်ကြာလဲမှတ်လိုက်တယ်အဲ့ဒီမှတ်ထားတဲ့အတိုင်းနောက်တစ်ခါပြန်သေးတယ်အဲ့ဒါတင်ညာလို့ခေါ်တယ်
မှတ်ထားတဲ့ကြံသေးတယ်အဲ့တော့မှတ်ထားတာနဲ့လွဲချော်သွားလို့ရှိရင်သူကတလွဲဖြစ်သွားပြန်ဒါကိုတင်ညာကသိကြပါ့မဟုတ်ဘူးဥပမာလူတယောက်ကိုဝါဖိုင်ပိုင်နေချတော့မှတ်ထားတယ်အဲ့ဒီလူကကျမကြီးမကောင်းလို့ပိန်ချောက်သွားတယ်ကမှတ်ပြီးတော့အဝတ်စားပြောင်းလိုက်ရင်လည်းသူကပြောင်းသွားပြန်မတ်တက်လိုက်ရင်လည်းမမှတ်ပြီးပြန်ပါစက်တို့နှာခေါင်းတို့မှတ်ထားလို့ရှိရင်မတ်တက်ထားရင်ပါစက်နှာခေါင်းပိတ်လိုက်တော့အခါကျမှတ်ပြီးပြန်တော့အဲ့ဒါတင်ညာရဲ့သဘောပဲအဲ့ဒါကိုလည်းပဲဒါဟာတင်ညာဆိုတာမြင်အကြအာယုန်နဲ့ပတ်သက်ပြီးတော့သိတဲ့တင်ညာအဲ့ဒီတင်ညာဘာကြောင့်ဖြစ်တယ်ဆိုတာကိုလည်းဟောတယ်အဲ့ဒီတင်ညာဘာကြောင့်ချုပ်ငိမ့်သွားတယ်ဆိုတာလည်းဟောတယ်နောက်တစ်ခါသင်္ခါရဆိုတာဖန်တီးတာပဲလေဘာတွေဖန်တီးတာလောကလူတွေဖန်တီးနေကြတာပဲလေအများစိတ်ဆိုးတာလည်းဖန်တီးတာပဲနောက်လိုချင်တာလည်းဖန်တီးတာပဲမသိတာလည်းဖန်တီးတာအဓိကတော့စေတနာကိုအဓိကထားပြောရင်သင်္ခါရဖန်တီးတယ်ကြိုးစားတယ်လှုပ်ဆောင်နေကြတယ်အများအားဖန်တီးနေကြတယ်လူတွေရဲ့စိတ်ကအများအားဖန်တီးနေတာကောင်းတာလေးလိုချင်တယ်ကောင်းတာရွေးတယ်စားစရာရွေးတယ်နေစရာထိုင်စရာရွေးဒါဖန်တီးမှုတွေခေါ်တယ်အဲ့ဒါဘယ်သူတွေဖန်တီးနော်သင်္ခါရဖန်တီးတယ်ဒါမို့သင်္ခါရဟာတရားကိုကောက်လိုက်တဲ့အခါစေတနာကိုအဓိကထားပြီးတော့စိတ်ထဲမှာရှင်တွဲပြီးတော့ဖြစ်တဲ့စေတသိက်50စိတ်ခံစားချက်တို့မှတ်သားချက်တို့မှတပါးဉာဏ်နဲ့စေတသိက်တွေအလုံးကိုသင်္ခါရလို့ခေါ်လိုက်တယ်နော်ခေါ်လိုက်တယ်ဖန်တီးလို့သင်္ခါရလို့ခေါ်တယ်အဲ့တော့နောက်တစ်ခုအဲ့ဒီမှာလည်းပဲသင်္ခါရဆိုတာဒါအကုန်ပဲသင်္ခါရရဲ့အကြောင်းတရားကဒါပဲသင်္ခါရချုပ်ငြိမ်းရကဒါပဲလို့ဆိုပြီးတော့မြတ်စွာဘုရားသုံးမျိုးဟောတာခန္ဓာတစ်ခုမှာနော်သင်္ခါရဆိုတာဒါတွေသင်္ခါရရဲ့ဖြစ်ကြောင်းတရားကဒါသင်္ခါရချုပ်ကြောင်းတရားကဒါဆိုပြီးတော့အဲ့ဒါခေါ်သွားတယ်နောက်တစ်ခုကနောက်ဆုံးတစ်ခုကဝိညာဏလို့ခေါ်တယ်ဝိညာဏဆိုတာအသိစိတ်ပဲတမန်အားဖြင့်တော့အသိစိတ်နဲ့စေတသိက်ဆိုတွဲဖက်နေတာတွဲဖက်နေပေမဲ့လို့သူကလှုပ်ဆောင်ချက်မတူဘူးစိတ်ရဲ့အလုပ်သဘောတစ်ခုစေတသိက်ရဲ့အလုပ်သဘောတစ်ခုမသိလို့ရှိရင်တော့စိတ်ကလှုပ်တယ်ပဲထင်တယ်ဥပမာတွေးတာအသိပဲနဲ့လူတွေအများဆုံးကစိတ်နဲ့တွေးတယ်လို့ထင်တယ်အမှန်စိတ်ကတွေးတာဝေဒနာဟုတ်တယ်ဝိတက်ကတွေးတဲ့စိတ်အာယုန်နဲ့တွေးတယ်ဆိုတာအာယုန်နဲ့စိတ်နဲ့ဆုံပေးတာကိုပြောတာအာယုန်စိတ်ကိုအာယုန်မတင်ပေးတာကိုပြောတာအဲ့တော့လုံးဆောင်မှုတွေအားလုံးဆိုစိတ်ကအာယုန်ကိုရှားယူလိုက်တဲ့သဘောလေးပဲဖြစ်တယ်ဥပမာစိတ်တစ်ခုမှာစေတသိက်အနည်းဆုံး9ခုရှိ9ခုဟာသူ့လုံးနဲ့သူလုံးကြတယ်အဲ့တော့သိချသဘောပေါက်ပဲဆိုရင်နော်သူ့လုံးနဲ့သူလုံးတာတစ်ခုစီပဲဘာနဲ့ဥပမာတူတော့ဆိုလို့ရှိရင်ပစွန်လုံးတစ်ကောင်မှာခြေတော့6ချောင်းရှိတယ်ထားပါတော့9ချောင်းရှိတယ်ပဲနော်6ချောင်းရှိရှေ့အတန်းနဲ့9ချောင်း10ချောင်းလက်တံလေးတွေသူရှိအဲ့တော့စိတ်ကပါနဲ့တူတော့ဆိုရင်အထီကို body နဲ့တူတယ်အထီကို body ကခုနခြေတံလက်တံလေးတွေမရှိရင်သူရွှေ့လို့မရအောင်ခြေတံလက်တံလေးအာပြုတ်ပြီးတော့ဒီပစုံလုံးဆိုတဲ့ကောင်ရွှေ့တာခဏန်းခေါ်ပစုံလုံးခေါ်ပေါ့နှမျိုးခတ်စင်နေမှာပဲသူကအဲ့တော့စဉ်းစားကြည့်ရမှာတော့အဘိဓမ္မာသင်တဲ့ပုဂ္ဂိုလ်တွေကစိတ်တစ်ခုမှာအနည်းဆုံးစေတသိက်9ခုရှင်တယ်လို့ပြောတယ်ထင်ပါနော်အာယုန်နဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်မှုတွေတစ်ခုစီပဲသူကဆိုပါစို့စိတ်လေးကစိတ်ကသူ့ဘသူအာယုန်ကိုယာယူတဲ့သဘောပဲဒါပေမဲ့သူ့ဘသူအာယုန်ကိုယူနိုင်လားလို့ဆိုမယူနိုင်ဘူးဖတ်တာကအာယုန်နဲ့စုံစည်းပေးတာအဲ့ဒါဖတ်တာကအာယုန်နဲ့စိတ်နဲ့ contact လုပ်ပေးတာဆက်သွယ်ပေးတာအဲ့ဒါဖတ်တာ
ဖတ်တာမရှိလို့ရှိရင်အာယုန်နဲ့စိတ်နဲ့မဆက်သွယ်ပြီးနောက်တက်ကဝေဒနာကအာယုန်ရဲ့အရာတာကိုခံစားတာစိတ်ကခံစားတာမဟုတ်ဘူးဝေဒနာခံစားတာအကောင်းဆုံးဝေဒနာသူကသူ့လောက်ကသူ့အဲ့ဒါတခုနောက်တစ်ခုကတင်ညာကမတန်တင်တာနောက်တစ်ခါကျရင်သူမှတ်ထားတဲ့အတိုင်းပြန်သိတယ်သူကဖတ်တာဝေဒနာတင်ညာစေတနာကတွန်းအားပေးတယ်သူရဲ့တွန်းအားကြောင့်သူတို့လှုပ်ဆောင်မှုတွေကဖြစ်တယ်ဘာနဲ့တူတော့ဆိုစကရိယာနဲ့တူတယ်မှန်တော့စကရိယာတခုပူပေါင်းပြီးတော့လုပ်တဲ့သဘောပဲဖတ်တာဝေဒနာတင်ညာစေတနာဧကဂတာကအာယုန်တစ်ခုတည်းနဲ့စုံစည်းပေးတာဒါလည်းသူ့လုပ်ပဲစီဝိတိန်တရိယဒါတော့နောက်ထပ်ဖြစ်ဖို့အတွက်အသက်ဆိုတဲ့ထိမ့်သိမ့်တဲ့သဘောတစ်ခုနောက်ထပ်ပြန်ဖြစ်တာသူ့ရှိတော့ပြန်ဖြစ်တာဘဏ္ဍတိကာရအာယုန်နဲ့စိတ်နဲ့စုံစည်းပေးတာဖတ်တာရဲ့ဝေဒနာရဲ့တင်ညာရဲ့စေရနာရဲ့ဧကဂတာရဲ့စီဝိတေနရိယရဲ့မနတိကာရကအာယုန်ဘက်ကိုဥလှည့်ပေးတာစိတ်ကိုအာယုန်ဘက်ကိုလှည့်ပေးအဲ့တော့သူ့လုံးနဲ့သူ့လုံးကြတာအလုံးကပူပေါင်းဆောင်ရတယ်တော့ပူပေါင်းဆောင်ရမှုသဘောဆိုတာဟာတာမန်ကြည့်လိုက်မယ်ဆိုရင်လူရဲ့ခန္ဓာကိုယ်မှာလည်းပူပေါင်းဆောင်ရတယ်လေမျက်စိအလုံးလုံးတာဆိုတော့လမ်းသွားတယ်ဆိုတော့မျက်စိကဘာလုပ်ပြီးကြည့်ပေးတာမျက်စိကလမ်းမလျှောက်နိုင်ဘူးလမ်းလျှောက်တာကခြေတော့အတန်နားထောင်တာကနားအနံ့သိတာကနှာခေါင်းအရသာသိတာကရှားအထီးတွေ့သိတာကာယသူကလည်းသူအကုန်လုံးပူပေါင်းပြီးတော့တခုချိုးရင်လို့ရှိမရအောင်တခုချိုးရင်တော့သိတာအဲ့တော့ခြေထောက်တော့မှပဲခြေထောက်နာဘူးတဲ့လူတွေကသိလိမ့်မယ်ခြေထောက်နာဘူးမှသိတာဥပမာခြေမကြီးတစ်ခုရောင်းပြီးတော့ခြေမအစ်စ်တွေရောင်းနေတယ်ဆိုလို့ရှိရင်ငါကတော့ထင်တာတော့ခြေမအလကားပဲဘာမှသုံးဝင်မှုထင်တယ်ဘယ်ဟုတ်မှာတော့သူ့ခြေထောက်နာနေလို့ရှိရင်ဖြောင်းပြောင်းသွားလို့မရတော့နောက်တလန်းလမ်းပြီဆိုရင်သူ့ဘောအကုန်လုံးကအာပြုကြတာသူ့ဘောမှာဖိပြီးပါနောက်တလန်းလမ်းလို့ရတယ်အဲ့တော့ချီမရဲ့တတ်ဖို့ကနာပြီးဆိုမှသိတယ်ချီမမရှိရင်မရဘူးဆိုလက်မဆိုတာလည်းအဲ့တိုင်းပဲကျန်တဲ့လက်တွေကဘလောက်များနေနေသူ့ကြီးကိုင်လို့မမြဲဘူးလက်မနဲ့မှမြဲတာဒါကြောင့်မို့ခြေမလက်မဆိုတာတကယ်ကိုအဓိကရတယ်ပဲဖြစ်တယ်အလုံးဟာပူပေါင်းပြီးတော့ဆိုင်တယ်တခုချိုးရင်းသွားတာနဲ့တပြိုင်နက်သူ့လှုပ်ဆောင်ချက်ကိုကြံတဲ့အရာမလှုပ်နိုင်ဘူးအစာမထိုးနိုင်ကြဘူးသိပြီအဲ့ဒါလိုပဲစိတ်မှလည်းပဲထို့တူပဲဒါမို့စေတသိက်9ခုနဲ့စိတ်အလုံးပေါင်းရင်10ခုဒါအနည်းဆုံး10ခုအဲ့ဒီ10ခုဒီတခုချိုးရင်းသွားလို့မရအောင်အလုံးဟာ10ခုဟာပူပေါင်းပြီးတော့ဆောင်ရတယ်ဆိုတဲ့ဘောပြောနော်အဲ့လိုကြည့်လိုက်မယ်မြတ်စွာဘုရားကဟောတာအဲ့ဒီသဘာဝတရားတွေဟောတယ်ရှုပ်အကြောင်းဟောတယ်ဝေဒနာအကြောင်းဟောတယ်တင်ညာအကြောင်းဟောတယ်သင်္ခါရအကြောင်းဟောတယ်ဝိညာဏဆိုတဲ့စိတ်အကြောင်းအဲ့ဒီစိတ်ကဘာကြောင့်ဖြစ်တယ်ဆိုတာလည်းဟောတယ်ဘာကြောင့်ချုပ်သွားတယ်ဆိုတာလည်းဟောတယ်အဲ့တော့ခန္ဓာ၅ပါးရုပ်ဝေဒနာတင်ညာသင်္ခါရဝိညာဉ်ဆိုတဲ့ခန္ဓာ၅ပါးအဲ့ဒီခန္ဓာ၅ပါးကိုတစ်ခုစီအသေးစိတ်၃မျိုးစီခေါ်သွားဒီသုတ်တမှာတကယ်အကျဉ်းလေးနဲ့ခေါ်တာနော်အဲ့ဖျားပွင့်မှထိတဘာဝတွေကိုသိခွင့်ရတာတော့ဆိုရင်ဘဝဆိုတာလူတွေကမသိဘာမှမသိခန္ဓာ၅ပါးပေါင်းဆက်ထားတာဘဝလို့ပြီးတဲ့အခါကျတော့မြတ်စွာဘုရား
ဖြစ်တာလဲဟောတယ်ချုပ်တာလဲဟောတယ်ဆိုတော့သာဝရမြဲတာမဟုတ်ဘူးအကြောင်းရှိရင်ဖြစ်မယ်အကြောင်းချုပ်ရင်ချုပ်မယ်အကြောင်းပေါ်မှာမိတည်နေတယ်သင်္ခါရဆိုဒီမှာပဗေသင်္ခါရအိဋ္ဌာအလုံးဟာပြုပြင်ထားတဲ့အရာတွေဖြစ်လို့သာဝရမမြဲဘူးဆိုတာကိုမြတ်စွာဘုရားအတိအကျလူပဲဖြစ်ဖြစ်နတ်ပဲဖြစ်ဖြစ်ပြပါပဲဖြစ်ဖြစ်လောကမှာတတ္တဝါတွေဟောဒီခန္ဓာ၅ပါးနဲ့ဖွဲ့ထားတာဆိုတာကိုထောက်ပြအဲ့တော့တမန်အပြင်လူတွေကတော့ဝေးလာပြီးတော့သေတယ်ဆိုတာသိကြတယ်အားလုံးတတန်းတို့တဲ့ခက်တယ်ဆိုသိတယ်နော်ဝေးလာပြီးသေရတယ်ဆိုတာသိလာကြတယ်သိလာတော့လည်းပဲဘာကမှားနေတော့ဆိုလို့ရှိရင်သူ့ရဲ့ခန္ဓာကိုယ်ထဲမှာဒါဝရရဲတဲ့အတ္တဆိုတာလေးရှိတယ်ပေါ့ယုတ်ကမမြဲဘူးဆိုတာတော့သိနေကြတယ်အဲ့တော့မမြဲဘူးဆိုတာမြဲတယ်ဆိုတာပဲပေါ်သွားဆွဲတော့ဆိုတန်တရားပေါ်မှာသွားဆွဲတယ်ဒါကြောင့်မို့မြတ်စွာဘုရားရဲ့တပိအဝကဖြစ်နေတဲ့ဘုန်းကြီးဝတ်နေတဲ့တာတိဆိုတဲ့ကိုရောတော်မှာပဲဒီစိတ်ကလေးကပဲတဲ့တန်တရားထဲမှာသွားနေတာပေါ့ဝိညာဏလို့ခေါ်တဲ့ဒီစိတ်ကလေးကပဲတန်တရားထဲမှာလဲနေတာတပွားပြီးရင်နောက်ပွားသွားတယ်ဒီနောက်ပွားပြီးသွားတယ်မြဲတယ်ဆိုတဲ့အယူဆရှိမသေးဘူးမဟုတ်သေးတယ်သိသွားရင်နောက်ဘဝပြန်ဖြစ်တယ်နောက်ဘဝဖြစ်တယ်မြဲတယ်ဆိုတဲ့အယူဆရှိမြတ်စွာဘုရားအဲ့ဒါသူမေးတာမင်းပြောခြင်းနဲ့ဝိညာဏဆိုဘယ်ဟာလဲလို့ဆိုဝတ္တောဝေရိယောတဲ့သူကစကားပြောတတ်တယ်ခံစားတတ်တယ်စကားပြောတတ်တယ်ဆိုလိုတာကဒီလောကမှာလှုပ်ဆောင်နေတာအလုံးလုံးတာလည်းသူပဲခံစားတာလည်းသူပဲစကားပြောတယ်လှုပ်လှုပ်တယ်စိတ်ခံစားတယ်အဲ့ဒါလေးကဒီဘဝသိသွားရင်နောက်ဘဝသွားတယ်ဆိုတော့မြဲနေတယ်ဆိုတာတခုသူကမှတ်တာအဲ့ဒီမှတ်တာတော့မြတ်စွာဘုရားကအဲ့ဒါမမြဲဘူးဝိညာဏပဋိစ္စသုပ္ပန္နဝိညာဏဟာအကြောင်းကိုပြီးပြီးတော့ဖြစ်တာဖြစ်တော့ကြောင်းအနိစ္စပဲလို့ဟောတာအဲ့တော့လူတွေကတော့သိတယ်ဆိုတာလက်ခံတယ်ဒါပေမဲ့လို့မသိတဲ့အရာလူတွေထဲမှာရှိတယ်အဲကြောင့်ဘုရားဒီဘဝကောင်းအောင်ဆုတောင်းနေကြတယ်ဘယ်သူပဲဖြစ်ဖြစ်ကိုကိုဖះဟောတာလို့သိအောင်တောင်းပါပဲဒါတော့ဘဝဆိုတာလေးတော့တွေးမိနေကြသေးတယ်လူတွေနောက်ဘဝပါဖြစ်မယ်ဆိုလို့ရဒါမြဲတယ်ဆိုတဲ့အစွဲလမ်းကြီးကဘလို့ရှိတယ်ဆိုတာစဉ်းစားကြည့်နော်နောက်ဘဝဖြစ်မှာပဲနောက်ဘဝမျောနေတော့မယ်လေကိုလည်းမျောတာသူလည်းမျောမှာပဲတော့အဲ့ဒီလိုတတ္တယူဆွေရဲ့ချိပါတယ်ဘာကြောင့်လို့ဆိုရင်တတဝါလို့ထင်နေတာမှန်တော့ရုပ်နဲ့နာမယ်ဒီတစ်ခုပဲရှိတယ်ဆိုရင်အဲ့ဒါဒီလိုဖြစ်တော့အဲ့တော့မြတ်စွာဘုရားပွင့်လာတဲ့အခါမှာလူတွေကတော့သဘောပေါက်ပါပြီရှိတယ်ဆိုရင်အဲ့ဒါဒီလိုဖြစ်တော့အဲ့တော့မြတ်စွာဘုရားပွင့်လာတဲ့အခါမှာလူတွေကတော့သဘောပေါက်ပါပြီပေါ့သဘောမပေါက်တာတွေကဘယ်သူတွေတုံးဆိုရင်ရှေပိတိထေဝါတိကယုကာတတန်းကိုကဘာချီပြီးတော့ရှည်တဲ့ပြပါကြီးတွေရှိတယ်ဓမေတမောကြီးကသူတို့မသေးတဲ့လို့မသေးတော့ဘူးလို့ထင်ရလောဘယ်တော့ကပွေးလာမှမသိဘူးကိုယ်တက်ကလေးတောင်ကိုမသိတော့ကြာကျင်တိုင်းကြာပြည့်နေအောင်နေရအဲ့တော့ခရစ်ယာန်တွေကိုယ်ဝယ်တဲ့ခေါ်ဆိုတာသူတို့လည်းမသိဘူးလို့ထာဝရဘုရားလို့ခေါ်တာဒါကြောင့်မလို့ခေါ်ဆိုတာဟိန္ဒူလည်းဒါပဲကိုယ်ဝယ်တာမွတ်စလင်လည်းဒါပဲကိုယ်ဝယ်တာအဲ့ဒါကိုမြတ်စွာဘုရားရှေပိတိထေဝါအဓိကယုကာမရှိဘူးမို့ရှိတယ်တတန်းရှိတယ်တဲ့ဝဏဝတ္တောလှပတဲ့ပုံသဏ္ဍာန်လှပကြတယ်ဒုက္ခပဟုလာစိတ်ကြကြနေရတယ်သူတို့မှာဆင်းရဲဒုက္ခမရှိဘူးဥစေတုဝိမာနေတုစိရထိတိကာကောင်းကင်ဘုံမှာချက်ကောင်းကင်ဘုံမှာသူတို့ဟာပိဋကကြီးတွေနဲ့အကြာကြီးအသက်တန်းရှိနေကြတယ်တဲ့နော်ဥစေတုဝိမာနေတု
အလွန်မြင့်တဲ့ကမ္ဘာရဲ့ကောင်းကင်ဘုံကြီးထဲမှာသူတို့ဟာမြင်မာတဲ့ဘုံမိမ့်မှန်ကြီးတွေနဲ့စိရထိတိကဘဝမှာအကြာကြီးနေသွားကြတယ်အဲ့ဒီလိုတက်တန်းရှိတဲ့မြမကြီးတွေတောင်မှပဲမြတ်စွာဘုရားကအခုလိုရုပ်ကြောင့်ဝေဒနာကြောင့်တင်ညာကြောင့်သင်္ခါရကြောင့်ဒါတွေကဖြစ်မှုရှိတယ်ဖြစ်ကြောင်းတရားရှိတယ်ချုပ်ကြောင်းတရားရှိတယ်လို့ဖြစ်ပြနဲ့ပတ်သက်ပြီးတော့ဟောလိုက်တဲ့အခါမှာညာတော့အဖြစ်သူတို့တောင်လန့်ဖြန့်သွားကြတယ်ကိုယ့်ကိုထာဝရလို့ထင်တဲ့တကူရှင်ကောင်းကင်ဘုံကတကူရှင်ကြီးတွေလန့်ကုန်ကြမြတ်စွာဘုရားဟောလိုက်တဲ့တရားအကုန်လုံးခြုံဟောတာသူတို့တောင်ဘလို့တွေးပြီးကုန်ကြတော့ဆိုရင်အနိစ္စဝခိရဖောမယံသမနာနိစ္စမတိအမိညိမှာငါတို့ဟာတဲ့မမြဲတာကိုငါတို့ကမြဲတယ်လို့သွားထင်မိနေကြပြီအတုဝဝခိရသမနာဘောမယံသမနာသူဝမတိအမိညိမှာမခိုင်မြဲတာကြီးကိုငါတို့ကခိုင်မြဲတယ်လို့ထင်ကြတယ်အတ္တတဝခိရဘောမယံသမနာအတ္တမာတိနော်အမိညိမှာအစင်ထာဝရတိရမဟုတ်ပဲနဲ့တို့ကအစင်ထာဝရရှိနေတယ်လို့တို့ကမထင်နေကြကြတာတော့ဖေအပွင့်တော့ဖေယာမပြသဗ္ဗသင်္ခါရအိဋ္ဌာလို့ခေါ်လိုက်တဲ့အခါကျတော့ဟာငါတို့လည်းပါနေပါလားသူတို့လက်ဖြန့်သွားကြတယ်မယံပိအယံပိမယံပိကိရဖောအနိစ္စငါတို့လည်းမမြဲဘူးဆိုပါလားဓမ္မစကြာတရားဟောတဲ့အခါကျတော့အလုံးတော့ပေါက်သွားတယ်ပြမဘောင်း18ကလေးလာနာအဲ့တော့သူတို့လောကကြီးမှာတုံ့လှုပ်သွားတယ်ကောသူတို့ကိုသူတို့ထာဝရလို့ထင်တဲ့ကောင်းကင်ဘုံမှာနေဆာထာဝရဘုရားထာဝရကောင်းကင်ဘုံမှာနေကြတယ်မယံပိကိရဘောအနိစ္စတို့လည်းမမြဲဘူးဆိုတာလားအထုဝါတို့လည်းမခိုင်မဘူးဆိုတာလားအတ္တတတာတို့လည်းထာဝရမဟုတ်ဘူးဆိုတာလားတို့လည်းတက်ပိုက်သက်ကာယဆိုတဲ့ခန္ဓာထဲမှာအကျုံးဝင်နေတဲ့ဆိုတာလားလို့ဆိုပြီးတော့သူတို့ထိတ်လန့်တုန်လှုပ်သွားကြမြတ်စွာဘုရားဟောတဲ့တရားကိုကြားရတဲ့အခါမှာအမှန်သိသွားကြတယ်ဗျာဖေတုံးကမှသူတို့ဟာသိရမယ်ဆိုမထင်ဘူးကောင်းကင်ဘုံဒီထာဝရဘုံလို့ပဲသူတို့ထင်တယ်ဒါကြောင့်မလို့လူတွေကလည်းပဲဘုရားသခင်နဲ့ထာဝရကောင်းကင်ဘုံဆိုတာမျောလင့်နေကြတာလေထာဝရလို့ထင်နေတာအဲ့ဒါတွေတခုမှထာဝရမဟုတ်ဘူးဆိုတာမြတ်စွာဘုရားကဒီသုတ်တံမှာဟောတယ်ဟောပြီးတော့အချင်းချင်းပြန်ပြောတာလေးကပါတော့ဆိုယထာပုဒ္ဒောယတာပုဒ္ဒောအပိညာယဓမ္မစကံပိုတိမြတ်စွာဘုရားအမှန်တရားကိုသိရှိနားလည်ပြီးတော့ထေသနာဉာဏ်တော်ကိုအသုံးချပြီးတော့စတင်ပြီးတော့ရှင်းလင်းပြတယ်တဲ့နတ်နဲ့ကတော့တလောကလုံးကိုရှင်းပြတယ်မြတ်စွာဘုရားဟာဘယ်သူနဲ့မှမတူတဲ့အရေးချင်းရှိတဲ့မြတ်စွာဘုရားလောကကြီးကိုရှင်းပြတယ်။ဘာတွေရှင်းပြတော့ဆိုရင်သက်ကာယလို့ဆိုတဲ့ခန္ဓာ၅ပါးအကြောင်းရှင်းပြတယ်။နိရောဓဆိုတဲ့သက်ကာယချုပ်ငြိမ်းတဲ့နိဗ္ဗာန်အကြောင်းကိုရှင်းပြတယ်။သက်ကာယသာသတမုံခန္ဓာ၅ပါးဖြစ်ကြောင်းတရားကိုလည်းရှင်းပြတယ်။အရိယသတ္ထင်္ဂိကံမက္ခံနော်တကယ်ကိုစစ်မှန်တဲ့အင်္ဂါ၈ပါးနဲ့ဖွဲ့စည်းထားတဲ့သက်ကာယချုပ်ရနိဗ္ဗာန်သို့ရောက်ချောင်းပက္ခိ၈ပါးအကျင့်တရားဆင်းရဲဒုက္ခတွေအလုံးရဲ့ချုပ်ကြောင်းလမ်းစဉ်ကိုလည်းရှင်းပြတယ်ဆိုလိုတာသစ္စာလေးပါးကိုရှင်းပြလိုက်တာနော်သစ္စာလေးပါးကိုရှင်းပြအဲ့တော့သက်ကာယဆိုတာသာကထင်ရှားရှိသောကာယကအစုဘာကိုပြောတာတော့ခန္ဓာ၅ပါးကိုပြောတာတကယ်ရှိတာခန္ဓာ၅ပါးမရှိတာကဘာတော့လို့ဆိုရင်ငါဟာလို့ထင်နေတာမရှိတာငါဆိုတာမရှိတာကငါလို့ထင်တဲ့ငါရဲ့အတ္တသူတို့ထင်တာအဲ့ဒါကမရှိတာရှိတာကခန္ဓာ၅ပါးရှိ
အဲ့ဒီခန္ဓာ၅ပါးထဲမှာထာဝရမြဲတဲ့ဆိုတဲ့အတ္တမရှိတာအဲ့ဒါမရှိတာအဲ့ဒါကြတော့တက္ကာယဒိဋ္ဌိလို့ခေါ်တယ်ခန္ဓာနဲ့ပတ်သက်ပြီးတော့ဖြစ်တဲ့အမြင်မှားမှုကိုတက္ကာယဒိဋ္ဌိတက္ကာယဆိုတာခန္ဓာ၅ပါးကိုပြောတာဒိဋ္ဌိဆိုတာအဲ့ဒီခန္ဓာ၅ပါးနဲ့ပတ်သက်ပြီးတော့ထင်နေတဲ့အထင်ကိုပြောတာနော်အဲ့တော့ဒိဋ္ဌိကိုပဲအဲ့တော့ရှေပိထိကယုကတေဝဝဏဝန္တောရဲ့တတိနောဘုံတကူအမတန်ကြီးပြီးအရှိန်အဝါကြီးကြတဲ့ပြမကြီးတွေတောင်မှတက်တန်းရှိတဲ့ပြမကြီးတွေတောင်မှပဲဘိတာတန္တာသပါပါတောလန့်သွားကြတယ်သူတို့ခုထိတ်လန့်တုန်လို့သွားကြတယ်ဟာငါတို့လည်းမမြဲပါလားငါတို့ကထာဝရလို့ထင်နေတာပဲဟုတ်လို့ပဲချင်းသေးဟောက်လိုက်တဲ့အခါမှာပတ်ဝန်းကျင်မှာရှိတဲ့တိရစ္ဆာန်တွေကလန့်ဖြန့်ပြီးတော့ပုံညတယ်လို့ပဲမြတ်စွာဘုရားဟောလိုက်တဲ့ဓမ္မစကြာတရားကြားလိုက်တော့ဟာငါတို့လည်းမမြဲပါလားသဗ္ဗေသင်္ခါရအိဋ္ဌာထဲမှာငါတို့လည်းပါနေပါလားဆိုအကုန်လုံးလန့်ဖြန့်ကုန်ကြတယ်ဘာလို့တော့ဆိုရင်အဝိတိဝတ္တတက္ကာယထိုတဲ့ခန္ဓာ၅ပါးရဲ့စဝဏ်နဲ့မထွက်ရသေးပါလားအနိစ္စကိရဘောမယငါတို့လည်းမမြဲဘူးဆိုပါလားတို့လည်းတနေ့ကျတော့ပျက်စီးရမှာပါလား